မင်္ဂလာပါရန်ကုန် FM ရေဒီယိုမှကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာညီလေးငယ်ရေးသားထားတဲ့ရှင်တန်ခွင့်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူတူဇာတ်လမ်းကလေးကိုလိုက်ပါခန်းစားလိုက်ကြရအောင်လားခင်ဗျာကျွန်တော်နာမည်ကဖိုးမဲပါအစကတော့ကျွန်တော်မှနာမည်မရှိပါဘူးမရှိဆိုမွေးကလေးကကျွန်တော်ကိုနာမည်ပေးမဲ့သူမှမရှိပဲကျွန်တော်မှနေစရာမရှိသလိုစားစရာကြွေးမဲ့သူလည်းမရှိဘူးကျွန်တော်ဘာသာရက်ကွက်နဲ့လိုက်ရှာစားတော့ရတာနေစရာနေရာမရှိတဲ့ကျွန်တော်အတွက်အိတ်ဆရာဆိုတာပူပန်ရယူလားခဏခဏစားလောင်တက်လုံးနဲ့ကျွန်တော်ဝမ်းကိုဖြည့်ဖို့ရှာပွေစားတော့ရင်းကအိတ်ချေရောက်ရင်တွေ့တဲ့နေရာထိုးအိတ်လိုက်အောင်မယ်ဒါကကျွန်တော်အတွက်တော့ခက်ခဲတဲ့လုံးဝမဟုတ်ပဲလေအများတကာလို့ကျွန်တော်တို့လည်းကျွန်တော်ကိုမွေးမယ်ပိုင်ရှင်ကိုလိုချင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ဘဝကအဲ့လိုအခွင့်အရေးမှမရှိပဲလမ်းမှာစားနဲ့လုံးဝအလေလွင့်နေပေါ့ကျွန်တော်ဒီရက်ကွက်နဲ့ဒီလမ်းတွေကိုအလေလွင့်တဲ့ကောင်ဖြစ်ဖို့ရောက်ခဲ့တာလေကျွန်တော်သဘောဆန္ဒကြောင့်မှမဟုတ်ပဲလေအလေလွင့်တဲ့ကောင်ရဲ့ဘဝဟာဘယ်လောက်ဆိုးလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးဒီလိုဘဝရောက်လာဖို့အတွက်ကျွန်တော်တို့လည်းဘယ်တော့မှစူမတောင်းခဲ့ရအမှန်ပါကျွန်တော်တို့ဆိုလူတွေကယွန်ကြရတယ်အမြင်ကက်ကြရတယ်ကျွန်တော်တို့ဘဝကိုတော့ဘယ်သူမှကိုချင်းမစာကြည့်ကြဘူးကျွန်တော်တို့မှလည်းအသွေးနဲ့အသားနဲ့စိတ်နဲ့ကိုယ်နဲ့ပါတကယ်ဆိုကျွန်တော်တို့တွေကစကားသာမပြောတတ်တာလူတွေပြောတဲ့စကားအားလုံးကိုနားလဲတယ်ဆိုတာဘယ်သူမှမသိတာလားကျွန်တော်ကိုမွေးတော့ငါဆိုခမည်းတော်လိုမိုးလုံလေးလုံရှိတဲ့အိမ်လေးမှာပဲကျွန်တော်နဲ့အတူကျွန်တော်ညီကိုမောင်နှမတွေလည်းရှိတယ်ကျွန်တော်ညီကိုမောင်နှမတွေထဲမှာကျွန်တော်ကအငယ်ဆုံးအသေးဆုံးအလီဆုံးပေါ့ကျန်တဲ့ညီကိုမောင်နှမတွေလည်းဝဝလလတွေကျွန်တော်ကမွေးတွေကသေးတယ်လို့အယုတ်လဲဆိုးတယ်ကျွန်တော်ညီကိုမောင်နှမတွေရန်လုံလွန်းလို့အမေတို့ကိုလည်းကျွန်တော်ကောင်းကောင်းမဆို့ခဲ့ရဘူးဒါပေမဲ့ကျွန်တော်ပျော်ခဲ့တယ်အမေရဲ့နှွေးထွေးတဲ့ရင်ခွင်ထဲမှာမောင်နှမတွေနဲ့တိုးဝေပြီးအိပ်ရတာဘာနဲ့မှမလဲနိုင်တဲ့အရာသာပါပဲဒါပေမဲ့ကျွန်တော်အပျော်တွေသိမကြလိုက်ပါဘူးကျွန်တော်နေတဲ့အိမ်ကလူတစ်ယောက်ကကျွန်တော်နဲ့အတူတိတ်ရုပ်မလှတဲ့ကျွန်တော်အမနဲ့အကိုကိုပါရွေးပြီးတော့အေယာမချင်းတောင်ကြီးတဲ့ကိုထည့်ပြီးဖမ်းတယ်ပြီးတော့တနေ့ရကိုကားနဲ့တင်ခေါ်သွားတယ်အဲတုန်းကဘာမှမသိပဲဖမ်းခံလိုက်ရတဲ့ကျွန်တော်တို့ကြောက်လိုက်တာပြောမပြတတ်အောင်ပဲကျွန်တော်တို့ကိုဘာလို့မလဲမသိဘူးအမေပါလာရင်တော့ကျွန်တော်တို့မကြောက်ပါဘူးအခုတော့အမေတော်မသိခင်ကျွန်တော်တို့ကိုခေါ်သွားတာမကြောက်ပဲနေမလားအမေနဲ့ထပ်မတွေ့ရမှကြောက်တယ်လို့ဘယ်မှာဘယ်လိုနေရမလဲမသိတော့ကျွန်တော်ကြောက်လိုက်တာဆိုတာပြောမပြတတ်အောင်ပဲဒါပေမဲ့မတတ်နိုင်ပါဘူးကျွန်တော်ဘဝကထားရနေဆေးရသွားကိုဗျတနေရာရောက်တော့ကားရက်သွားပြီးတောင်းထဲကကျွန်တော်ကိုလာထုတ်တယ်ကျွန်တော်ကိုချင်းထဲကထုတ်ချင်းတွေးလိုက်ရတဲ့မြင်ကွင်းကကျွန်တော်နဲ့လုံးဝအစိမ့်သက်ကျွန်တော်တခါမှမမြင်ဘူးတဲ့ပတ်ဝန်းကျင်မှာဘေးပတ်ဝန်းကျင်ကိုဝစ်ကြည့်ပြီးတော့ကျွန်တော်ကြောက်လိုက်ရတာကြောက်လို့ရှိသမျှအားတွေကိုသုံးပြီးအားပါတရអော်လိုက်ခြင်းပေမဲ့တလန်းလုံးអော်လာရလုံးလို့မောနေပြီဆိုတော့ကျွန်တော်ဆက်လဲမអော်နိုင်တော့ပါဘူးကျွန်တော်ကိုလမ်းနောက်တနေရာလေးမှာထားခဲ့ပြီးကျွန်တော်သခင်ကကားကိုပြန်မောင်းထွက်သွားတယ်ကျွန်တော်ဝမ်းနေလိုက်တာကျွန်တော်အကိုနဲ့အမကိုလည်းမထားခဲ့ဘူးကျွန်တော်ကိုတယောက်တည်းပြစ်ထားခဲ့တာကျွန်တော်ကားနောက်ကိုတတ်နိုင်သလောက်အားနိုင်ပြေးလိုက်ခဲ့ပါသေးတယ်ဒါပေမဲ့အချင်းနှိပါပဲဘောကနေမောင်းထွက်သွားတဲ့ကားကကျွန်တော်မြင်ကွင်းထဲကနေခဏအတွင်းဆိုပျောက်ကွယ်သွားတယ်အဲဒီနေ့ကစပြီးကျွန်တော်တယောက်တည်းဒီရက်ကွက်လမ်းလေးထဲမှာကျင်လည်ခဲ့ရတယ်အမေကိုရောအတူတူဆော့ခဲ့ကြတဲ့မောင်နှမတွေကိုပါတခါမှမတွေ့ရတော့ဘူးကျွန်တော်နဲ့အတူရုပ်ဆိုးလို့နဲ့အကိုနဲ့အမကိုလည်းတခြားနေရာမှာသွားပြည့်ဟန်တူပါရဲ့လူသားတွေဟာသူတို့သာမလှတာအလှသိပ်ကြိုက်တတ်ကြတာပဲအဲ့ဒီလိုစွတ်ပစ်ခန့်အလေလွင့်တကောင်ဖြစ်သွားတဲ့ကျွန်တော်ဟာဘိုက်စာရင်အစာကျွေးမဲ့သူမရှိသလိုနှုတ်တိုက်မဲ့အမေဆိုတာလဲဘယ်စီပဲနေမှန်းတော့မသိတော့ပါဘူးကျွန်တော်တယောက်တည်းဒီရက်ကွက်လမ်းလေးထဲမှာရှောက်သွားရင်ဘယ်မှာနေလို့ရမလဲမသိတော့ပါဘူးဒုက္ခတွေရောက်တာလည်းမပြောတတ်အောင်ပဲမိုးတွေရွာချိန်ဆိုရက်ကွက်ကအုတ်တိုင်းဘေးမှာကပ်ပြီးနေရတယ်မိုးတွေမလုံဘူးပေါ့ဒီကိုယ်လုံးဖက်ဖက်ဆွဲနေရပဲဒီလိုနဲ့တနေ့တော့နေစရာစားစရာရလို့ရညာဘုံကြီးကျောင်းတစ်ကျောင်းကိုတွားခဲ့တယ်ကျောင်းမှာကျွန်တော်တို့အမျိုးနဲ့တူတွေအများကြီးပဲရုတ်တရက်ဆိုတော့ကျွန်တော်ပျော်သွားတာပေါ့ဒီမှာနေမယ်ဆိုတဲ့စိတ်နဲ့
အထဲကိုပြေးဝင်သွားတဲ့အခါမှာတော့ကျွန်တော်ကိုဘယ်သူမှစီးမကြကြပါဘူးအကောင်ထွားထွားချိုင်းချိုင်းကြီးတွေကကျွန်တော်ကိုနှင်လွတ်ကြတယ်မောင်းထုတ်ကြတယ်ကျွန်တော်မယ်သူတို့စီကမသေးုံတမယ်ပြေးထွက်ခဲ့ရတာနောက်တော့ကျွန်တော်ဖြစ်ကြောက်လွန်းလို့အဲ့ဒီနာသွားတော့မသွားရတော့ပါဘူးအချိန်တွေဘယ်လိုပဲပြောင်းပြောင်းဘယ်သူမှကျွန်တော်ကိုခေါ်မွေးမဲ့သူမရှိသလိုဘယ်သူမှလည်းအစာခေါ်ကြွေးမဲ့သူမရှိပါဘူးကိုအားပဲကိုကိုးခဲ့ရတာပဲလေဘိုက်စားတဲ့အချိန်ရက်ကွက်ကအမိုက်ပုံးလေးစီမှာတွားရောက်ရှာစားရင်တော့တခါတလေစားကျွင်းစားကြံလေးတွေတွေ့ရတတ်တယ်ဒါပေမဲ့ဒီလောက်ကလည်းတိတ်တော့မလွယ်ပါဘူးအမိုက်လာပြည့်မဲ့သူတွေကအမိုက်ပုံးပေးမှထိုင်ဆောင်နေမှဒီလိုထိုင်ဆောင်ရင်တခါတလေအမိုက်လာပြည့်တဲ့သူတွေကသူတို့နားမကတ်နိုင်အောင်ခဲတွေနဲ့ပြစ်ထုတ်ကြသေးတာညလူကြီးတိတ်မှကောင်းကောင်းရှာစားရတယ်ကျွန်တော်စားရတဲ့အစာတွေကဝါဝလင်းလင်းမရှိပေမဲ့အသက်ဆက်ဖို့တော့လုံလောက်ပါတယ်ဒီလိုရှာဖွေစားတော့လိုက်တွေ့ရနေရအိတ်လိုက်နဲ့ကျွန်တော်လည်းဒီရက်ကွက်ရောက်တာတစ်နှစ်ကျော်လောက်ရှိရောပေါ့အော်မေးလို့ကျွန်တော်နာမည်ရလာပုံကိုပြောပြရအောင်မယ်ကျွန်တော်တို့ရက်ကွက်အစွန်မှာစာတင်ကျောင်းကြီးတစ်ကျောင်းရှိတယ်အဲ့ဒီကျောင်းကိုမနေ့ဆိုကလေးတွေကကျောင်းသွားကြတယ်သူတို့ကျောင်းသွားရင်ကျွန်တော်ကဘာရဲ့မသိနောက်ကလိုက်သွားတယ်လူကြီးတွေထက်ဆိုင်ရင်ကျွန်တော်သူတို့ကလေးတွေကိုပို့ခင်တယ်ချစ်တယ်ကလေးတွေကကျွန်တော်တို့ပေါ်နားလေတယ်ကလေးတွေပဲကျွန်တော်တို့ကိုတငယ်ချင်းလိုဆက်ဆံတာလူကြီးတွေဆိုအားရှိမောင်းထုတ်ဖို့ပဲတည်တာကလေးတွေကသူတို့နောက်လိုက်သွားရင်တခါတလေသူတို့စားတဲ့မုတ်တွေသူတို့ကြိုက်တဲ့ကထမင်းကြက်ဟင်းကြက်လူတွေကိုကျွန်တော်ကိုကြွေးခဲ့တတ်တယ်သူတို့ကြွေးတဲ့အစာတွေအားလုံးကျွန်တော်ကြိုက်တယ်စားလို့ကောင်းတယ်ဒါကြောင့်ကလေးတွေကျောင်းသွားရင်ကျွန်တော်နောက်ကအမြဲလိုက်တယ်ကျောင်းပြန်ရင်လဲသူတို့ကိုနောက်ကလိုက်ပို့တယ်သူတို့လေးတွေကိုချစ်လို့တခြားသူတွေသူတို့ကိုအန်ရမပြုတ်အောင်ကျွန်တော်ကျွန်တော်ဟန်နဲ့လိုက်ဆောင်ရှောက်တာလဲပါတာပေါ့လေသူတို့အိမ်ရောက်ရင်တော့ကျွန်တော်ကိုခြံထဲပေးဝင်ကြပါဘူးအိမ်မှာရှိတဲ့လူကြီးတွေကသူတို့ခြံထဲဝင်မယ်လို့ရင်ခဲနဲ့ပြစ်ထုတ်နေကြတယ်ဒါကြောင့်နောက်ပိုင်းကျွန်တော်လဲသူတို့အိမ်ကိုရောက်ခါနီးဆိုအဝေးမှာကြံခဲ့တယ်ကလေးတွေကကျွန်တော်ကိုတွေ့ရင်ဖိုးမဲကြီးလာလို့ခေါ်တတ်တယ်ကျွန်တော်နဲ့တွေ့တိုင်းဖိုးမဲလို့ခဏခဏခေါ်တယ်အစကတော့ဒါကျွန်တော်ကိုခေါ်မှန်းမသိပါဘူးနောက်တော့ကြားပါများလို့ကျွန်တော်ကိုခေါ်မှန်းသိသွားတယ်ကျွန်တော်နာမည်ဖိုးမဲပေါ့သူတို့ဖိုးမဲလို့ခေါ်လိုက်တာနဲ့ကျွန်တော်သူတို့နောက်လိုက်ပြေးလေးလိုက်သွားတာသူတို့နောက်ပြေးလိုက်ရတာလဲပျော်တယ်သူတို့နဲ့အတူတူရှိနေရင်လဲပျော်တယ်သူတို့မိဘတွေကျွန်တော်ကိုမွေးစားရင်ကောင်းမှာပဲလို့ကျွန်တော်ခဏစိတ်ကူးရင်ခဲ့ဘူးတယ်ဒါပေမဲ့မဲရှိအယုတ်ဆိုးကျွန်တော်ကိုဘယ်သူမှမမွေးချင်ကြဘူးလေဘယ်သူမှမမွေးချင်မကြွေးချင်နေပါကျွန်တော်အတွက်တော့ဒီရက်ကွက်ကကျွန်တော်နေရကျွန်တော်အိမ်ကျွန်တော်ရဲ့ကဘာငယ်လေးပါပဲကျွန်တော်ဒီရက်ကွက်မှာအနေကြတော့ဒီရက်ကွက်ကလူတွေအားလုံးနှိပါကိုသိတယ်ရင်းနှီးတယ်လူစိမ်းလားဒီရက်ကွက်ကလူလားဆိုတာကျွန်တော်ချက်ချင်းခွဲတတ်တယ်မှတ်မိသေးတယ်ညတညအတွက်ပေါ့လူစိမ်းတယောက်ကျွန်တော်ရက်ကွက်ထဲဝင်လာတယ်ညနေနေပြီဆိုတော့လမ်းမှာဘယ်သူမှမရှိတော့ပါဘူးတလန်းလုံးလဲထုံးစံအတိုင်းဒီလိုညမောင်ကြီးတွေကြီးစိုးလာပြီဆိုကျွန်တော်တယောက်ထဲလေအဲ့ဒီနေ့ညလမ်းထဲကိုဝင်လာတာဒစိမ့်ဆိုတာကျွန်တော်ကောင်းကောင်းကြီးသိတယ်အဲ့ဒီလူကိုကြည့်ရတာမိုးမမှန်တလို့ပဲရက်ကွက်ထဲကချမ်းအုပ်တိုင်းကိုကတ်လိုက်အထဲကိုချောင်းကြည့်လိုက်နဲ့လုံနေတယ်အမောင်တဲကသူ့ကိုကြည့်နေတာ तू မသိဘူးဒီလိုနဲ့ကျွန်တော်ကြောင်းလိုက်ပို့နေကြခလေးရဲ့အိမ်ရှိမှရောက်တော့အုပ်တိုင်းကိုခုံဝင်ကြော်တက်ဖို့လုံနေတယ်အဲ့ဒီအချိန်ကျကျွန်တော်လုံးဝကြည့်မနေနိုင်တော့ပါဘူးအမောင်တဲကကျွန်တော်ရှိတဲ့မြအားနဲ့သူ့ကိုလှမ်းပြီးခုံဆွဲပလိုက်တယ်ကျွန်တော်သူ့ချက်တော့ကိုဆွဲမိချင်းလုံးဝမလွတ်တော့ပါဘူးသူ့အုပ်တိုင်းပေါ်မှာတန်းလန်းကြီးဖြစ်နေလို့ရှေ့တိုးမရနောက်ဆုံးမရနဲ့ကျွန်တော်ကလည်းနည်းနည်းလေးမှမလွတ်ပေးပါဘူးဒီရက်ကွက်ကကျွန်တော်နေတဲ့ရက်ကွက်ပဲကျွန်တော်မှစောင့်ရှောက်ရမယ်တာဝန်အပြည့်ရှိတယ်ဒါကျွန်တော်ခံယူချက်ပဲကျွန်တော်အသက်သေးပါစေကျွန်တော်ရက်ကွက်ကအိမ်တွေကိုတစ်ခုခုလှုပ်ဖို့လာရင်တော့ကျွန်တော်ကလုံးဝငြိမ်ပြီးကြည့်မနေနိုင်ပါဘူးနောက်တော့ကျွန်တော်အော်တန်နဲ့ကျွန်တော်အားပါတရကြိုက်ထဲလိုက်ရတဲ့ခံရသူရဲ့အော်တန်ကြောင့်ရက်ကွက်ထဲကလူတွေနိုးလာကြတယ်ပြီးတော့တခိုးဆိုတဲ့စကားလုံးတွေတယောက်ကအော်လိုက်တာထင်ရဲ့ရက်ကွက်ထဲကအိတ်နေတဲ့သူတွေနိုးလာပြီးအိမ်ထဲကနေထွက်လာကြတယ်အဲနောက်တော့ကျွန်တော်ကြိုက်ထားတဲ့ဒစိမ့်ကကျွန်တော်ခေါင်းကိုအားပါတရစောက်ကန်ပြီးပြေးထွက်သွားတယ်ပြင်းထန်လုံးတဲ့သူ့ကံချက်ကြောင့်ကျွန်တော်ခေါင်းတစ်ခုလုံးမူးဝေသွားပြီးဘာမှထပ်မအော်နိုင်တော့ဘူးနေရာမှာပဲခွေလေးအိတ်နေလိုက်တော့တယ်ကျွန်တော်ပြန်နိုးတဲ့အချိန်တော့နည်းနည်းတောင်လင်းချင်နေပြီကလေးတွေကြောင်းပိတ်ရင်ကျွန်တော်အယမ်းပြင်းတာပဲဘယ်သူမှကျွန်တော်ကိုအဖက်လုံးမဲ့သူမရှိတော့တခါတလေ
လူသူအလာနေတဲ့နေရာမှာတနေကုန်အိတ်နေဖြစ်တယ်တခါတလေတော့ဟိုဘက်လန်ထဲမှာနေတဲ့ကျွန်တော်မျိုးနဲ့တူနီးချောင်းချောင်းအယောင်တစ်ကောင်နဲ့ဝါဆုပ်ဆုပ်အမွှေးတွေရှိတဲ့ကောင်ကျွန်တော်တို့နေတဲ့လမ်းထဲကိုလာပြီးတော့ကစားတတ်တယ်အဲ့ဒီချိန်ဆိုရင်တော့ပြေးလိုက်နဲ့ကစားရတာပျော်စရာပါပဲသူတို့လည်းကျွန်တော်နဲ့ကြာမနေပါဘူးခဏဆိုပြန်သွားရောဒါပေမဲ့မကြတော့ကျွန်တော်စီလာလေတက်တယ်သူတို့လည်းကျွန်တော်လိုပဲလမ်းပေါ်မှာစားတဲ့အလေလွင့်နေပဲဘဝတူတွေပဲပေါ့လေကျွန်တော်မှဝလင်စားတောက်ခဲ့ရတဲ့ဒီနေ့ကိုတော့ဘယ်တော့မှမမေ့ပါဘူးဝစ်စားလှလေးတွေဝစ်ထားတဲ့မိန်းကလေးတူပေါ့ဘူးတွေနဲ့ကျွန်တော်တို့ကိုထမင်းနဲ့မုတ်တွေလာကျွေးတယ်အိုဘလန်ကလာလဲတဲ့နှကောင်ကိုရောကျွန်တော်ကိုပါကျွေးတယ်ပြီးတော့ကျွန်တော်တို့နဲ့ဓာတ်ပုံလည်းရိုက်တယ်တက်နဲ့တကူကျွန်တော်တို့ကိုအဲ့ဒီလိုတူတူတန်ကျွေးမဲ့သူရဲ့လို့မြင်တော့မှမမြင်ခဲ့ဘူးပါဘူးသူတို့ပြောတဲ့ကြားတာကတော့မွေးနေ့အလူအတွက်ကျွန်တော်တို့ကိုကျွေးတယ်ဆိုလားပဲဘာဖြစ်ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်လို့ပြန်မပြောတတ်ပေမဲ့သူတို့ကိုကြည့်တဲ့ကျွန်တော်ရဲ့အကြည့်တွေကိုကြည့်ပြီးသူတို့နားလဲပါစေရာသီဥတုတွေပူလိုက်တာလူတွေပြောကြတဲ့နှွေဆိုတာကြီးကိုရောက်ပြန်ပြီပေါ့နေစရာစားစရာမရှိတဲ့ကျွန်တော်တို့အတွက်တော့ရာသီတိုင်းကဒုက္ခတွေကြီးပဲမိုးရာသီကြတော့လဲမိုးရာလို့နေစရာနေရာမရှိစောင်းကြတော့လဲအေးလိုက်တာခုနေကြတော့လဲပူကပူဘိုက်ကစားနဲ့အရေးအောက်မှာထိုင်နေပေမဲ့ပူလွန်းလို့ကျွန်တော်မျက်လုံးတွေတောင်ဝါးတယ်ဘိုက်တွေလည်းစားလိုက်တာရေတောင်ပဲမှာတောက်ရမယ်မသိဘူးပူလွန်းလို့အလိုလိုနေရင်မောနေတာဟောဟဲဆိုင်ပြီးကျွန်တော်ရှာဆိုတထောင်လောက်အောက်မှာတွဲကြလို့ကလေးတွေလည်းเจ้าကိုမလာကြတော့ဘူးเจ้าကြီးဆိုတာလဲကလေးတွေမရှိတော့စိတ်၆ကက်လို့ပါပဲအစာရှိနိုးအမိုက်ပုံတွေစီတွားရှာတော့လဲကျွန်တော်တို့ကိုအမျိုးနယ်သူတွေ၃-၄ကောင်ကအမိုက်ပုံပတ်လဲမှာရှာထားလို့ကုန်ပြီအမိုက်လာပြည့်မဲ့သူတွေကိုနေပူကျဲတဲ့ထိုင်ဆောင်နေကြတာကျွန်တော်လိုပဲရှာကတထောင်လောက်ထွက်နေကြပြီဒီလိုနဲ့တနေ့တော့ထုံးစံတိုင်းကျွန်တော်ပိုက်စားတာနဲ့အစာရှိလို့ရှိညာလိုက်ရှာနေတော့ရက်ွက်တဲ့လူစင်း2ယောက်ရောက်လာကြတယ်ပြီးတော့ကျွန်တော်ကိုလန့်ခေါ်တယ်မသွားသေးပါဘူးလူကောင်းလားမသိလူဆိုးလားမသိဆိုတော့ကျွန်တော်ဒီတိုင်းသူတို့ကိုရက်ကြည့်နေလိုက်တယ်သူတို့ကပြောဆိုကျွန်တော်ကိုခေါ်ရင်အိတ်ထဲထည့်ထားတဲ့အသားလုံးလေးတစ်လုံးကိုကျွန်တော်ရှေ့ကိုလှမ်းပစ်ချလိုက်တယ်ကျွန်တော်ပျော်လိုက်တာကျွန်တော်ဘိုက်ရရမ်းစားနေတော့အားပါတရစားလိုက်တာပေါ့ဝိုးကောင်းလိုက်တာကျွန်တော်စားပူးတဲ့မြတ်ထဲမှာအကောင်ဆုံးအသားပဲကျွန်တော်ကိုပြစ်ချကျွေးတဲ့အသားလုံးတစ်လုံးကိုစားလိုက်ပြီးထပ်စားချင်နေသေးတာမို့လူစိမ်း2ယောက်ကိုမောကြည့်ပြီးတောင်းတော့နောက်တစ်လုံးထပ်ကျွေးတယ်ကျွန်တော်လည်းပိုက်ဆာစာနဲ့ဝါးတော်မွားပဲမျိုးချပြက်ပလိုက်တယ်ကောင်းလိုက်တဲ့အသားလုံးလေးကျွန်တော်စားပြီးသိမကြပါဘူးကျွန်တော်ဘိုက်တွေတဖြည်းဖြည်းနာလာတယ်ပြီးတော့ကျွန်တော်လေချောင်းတွေလည်းအန်ဂျင်တလို့လို့ပြုတ်ကျင်တလို့လို့ဖြစ်လာတယ်ခေါင်းတွေလည်းမူးလာပြီးကျွန်တော်မျက်လုံးထဲမှာအမြင့်အာရုံတွေမှုံဝါးလာတယ်အစာအိမ်ထဲမှာတကောင်ဖြတ်ပြေးနေတယ်လို့နာလိုက်တာဦးတွေကိုအပိုင်းပိုင်းဆွဲဖြတ်နေတယ်လို့ပဲကျွန်တော်မခံစားနိုင်တော့ဘူးဒီဝေဒနာမျိုးကိုကျွန်တော်တသက်နဲ့တကူတစ်ခါမှမခံစားဘူးခေါင်းတွေကလည်းမူးနောက်ပြီးမထောင်နိုင်တော့ဘူးကျွန်တော်ခြေထောက်တွေလည်းဆွေးမြေ့ပြီးတောင်းတော့မထားနိုင်တော့တဲ့အဆုံးကျွန်တော်နေရာမှာတွင်ပြစ်ချလဲလိုက်တယ်ကျွန်တော်ခေါင်းတွေချလဲနေတယ်စောကအစာကျွေးတဲ့လူ2ယောက်ကိုလည်းမမြင်တစ်ချက်နဲ့ဘိုက်တွေထဲမှာစူးအောင်ပြီးနာနေတာလည်းမရက်ဘူးအန်ကျင်နေပေမဲ့အန်ဖို့အားရင်လည်းကျွန်တော်မှမရှိဘူးအသက်ရှူရတာလည်းမဝဘူးအသက်ကိုကြိုးစားရှူရင်ကျွန်တော်ပါးစပ်ထဲကအမြုပ်ဖြူကြီးတွေထွက်လာတယ်နှာခေါင်းထဲမှာလည်းနှာရည်တွေကျလို့ကျွန်တော်မျက်လုံးထဲမှာလည်းမျက်ရည်တွေပိုးတိုးပေါက်တော့ပဲကျွန်တော်မခံစားနိုင်တော့ဘူးကျွန်တော်ကိုဘယ်သူမှမကယ်နိုင်ကြတော့ဘူးလားခဏကြာတော့ကျွန်တော်ဘေးကိုလူတွေဝိုင်းလာတယ်ကျွန်တော်ကိုဝိုင်းပြီးတော့လာကြည့်တယ်ထင်တယ်ဟဲတနာပါတယ်ဖိုးမဲကိုအစိတ်ကျွေးတက်လိုက်ပြီမကြဘူးတေတော့မှတနာပါတယ်ဟဲဟုတ်တယ်ဟိုဘက်ရက်ကွက်ကလည်းပိုင်ရှင်မဲ့ခွေးတွေမရှိတော့ဘူးအစိတ်ခတ်တက်ကုန်ပြီတနာပါတယ်တရဝါတစ်ခုကန်တစ်ခုပေါ့ဟဲဘယ်တက်နိုင်ပါမလဲမကြားတစ်ချက်နဲ့ကြားလိုက်ရတဲ့သူတို့ရဲ့စကားသံတွေကြောင့်ကျွန်တော်အလွန်တုန်လှုပ်သွားတယ်ကျွန်တော်တို့ကိုအစိတ်ခတ်တက်တယ်တဲ့လားကျွန်တော်တို့မှာဘာဖြစ်ရှိလို့လဲကျွန်တော်တို့ဘာသာရှာသားနေတာကိုအစိတ်ခတ်တက်တယ်လှုပ်ရက်လိုက်ကြတာဒါဆိုစောကကျွေးတဲ့အသားတုံးကအစိတ်လူးထားတာပေါ့မေတ္တာစေတနာတွေနဲ့ကျွေးတဲ့အသားတုံးလို့ထင်ခဲ့တာကျွန်တော်မှားခဲ့တာပေါ့ဒီလိုမှန်းသိရင်ကျွန်တော်မစားပါဘူးအခုတော့ကျွန်တော်ကိုဘယ်သူမှမကယ်နိုင်တော့ဘူးကျွန်တော်တည်ရတော့မယ်ဟိုဘက်လန်းကကျွန်တော်လိုဘဝတူတငယ်ချင်းတွေ2ယောက်လဲကျွန်တော်စီမလာလဲကြတာအစိတ်ခက်တဲ့အစာစားမိပြီးတည်သွားကြတယ်ထင်ပါတယ်လှုပ်ရက်လိုက်ကြတာကျွန်တော်ဒီလမ်းလေးထဲမှာတော့နေခွင့်မရှိတော့ဘူးပေါ့ကျ
ကျွန်တော်ရက်ကွက်ကလူတွေလည်းကျွန်တော်ကိုမကယ်နိုင်ကြတော့ဘူးလားတွေးရင်မျက်ရည်တွေစီးကြလာတယ်အသက်ရှူလိုက်တိုင်းဘိုက်တစ်ခုလုံးပေါ်ကိုထိုးပြီးတက်လို့ဖြစ်လာတော့မှဘယ်တက်နိုင်ပါမလဲပြူသမျှနူးရတဲ့ကျွန်တော်တို့ဘဝအဖို့ခံယုံကလွယ်ပြီးတခြားရွေးစရာလမ်းမရှိတာကျွန်တော်တို့မှာဘာခွင့်ရင်းမှမရှိတော့သလိုကျွန်တော်တို့ကိုကယ်တင်ဖို့ဘယ်သူမှလည်းမရှိဘူးကျွန်တော်ဘယ်သူကိုမှအပြစ်မတင်ချင်တော့ပါဘူးဘယ်သူမှလည်းအပြစ်မရှိပါဘူးဒီလောကထဲရောက်ရှိလာပြီးပိုင်ရှင်မဲ့ဖြစ်ခဲ့ကြတဲ့ကျွန်တော်တို့ပဲအပြစ်ရှိတာပါအမိုက်ပုံထဲမှာစားကျွင်းစားကြံလေးတွေရှာစားတဲ့ကျွန်တော်တို့ပဲအပြစ်ရှိတာပါရှိပါသေးတော့ဘယ်သူကိုမှအပြစ်မတင်တော့ပါဘူးကျွန်တော်တို့ဘဝကိုကမကောင်းတာပါကျွန်တော်သွားရတော့မယ်ကျွန်တော်ဝေဒနာတွေကိုလည်းမခံစားနိုင်တော့ဘူးဒီကဘာမြေပေါ်မှာကျွန်တော်တို့မရှိမှตายရမယ်ဆိုရင်ကျွန်တော်တို့အသက်ကိုစရေရဲပါတယ်ကျွန်တော်မျိုးလုံးတွေမဖွင့်နိုင်တော့ဘူးဝေဒနာကြောင့်ကြတဲ့ကျွန်တော်မျက်ရည်တွေလည်းမြေကြီးပေါ်မှာတောက်နဲ့ကျကုန်ပြီလူတွေစကားတန်လည်းမကြားတစ်ချက်ကြားတစ်ချက်နဲ့ကျွန်တော်အရန်ပင်ပန်းနေပြီကျွန်တော်နားတော့မယ်ကျွန်တော်ရက်ကောက်ကလူတွေအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ပြီးတော့ကျွန်တော်လိုဝေဒနာမျိုးဘယ်သူမှမခံစားရပါစေနဲ့ကျွန်တော်မျက်လုံးကိုမှိတ်လိုက်တဲ့အခါမှာကျွန်တော်အတွေးတွေလည်းမရှိတော့ဘူးဝမ်းနည်းမှုတွေလည်းမရှိတော့ဘူးခံစားရတာတွေလည်းတက်တာလာပြီဒါပေမဲ့ကျွန်တော်မျက်ရည်တွေတော့ကျနေတော့ထင်ရဲ့ကျပါစေတော့ကဘာမေကြီးပေါ်ကျွန်တော်တို့အစိတ်သက်ခံရသူတိုင်းရဲ့မျက်ရည်တွေတော့ကျခဲ့ကြမှာပါမျက်ရည်ကျခဲ့လို့ကျွန်တော်တို့အပြစ်ရှိခဲ့တယ်ဆိုရင်လဲနောင်ဘဝမှာဒီအပြစ်တွေကိုစက်ခွင့်ပြုပါတော့ကျွန်တော်တို့မရှိတဲ့ကဘာကြီးตายရပါစေဟုတ်ကဲ့ပါဗျာရှင်တန်ခွင့်ဆိုတဲ့ဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားပါပြီခင်ဗျာ